Hello အားလုံးမင်္ဂလာပါဒီပတ်မှာတော့ကျွန်မဘာအကြောင်းလေးပြောမလဲဆိုရင် R Studio ထဲမှာ project အသစ်ထည့်အနေနဲ့နာမည်ပေးတဲ့အဆင့်လေးကိုရှင်းပြပေးပါမယ်အဲ့တော့ကျွန်မတို့ data analysis လုပ်တဲ့အခါမှာအရေးကြီးဆုံးကတော့ well organized ဖြစ်ဖို့အရေးကြီးရပါတော့တနည်းအားဖြင့်ကျွန်မတို့ data တွေနဲ့ပတ်သက်ပြီးလုပ်နေတဲ့ process တွေ function တွေတစ်ခုလုံးကိုစနစ်တကျစုစည်းပြီးသိသိထားဖို့လိုအပ်ပါတယ်အဲ့တော့များပြားတဲ့ data file တွေနဲ့လုပ်တဲ့အခါမှာတစ်ခါတည်းရှုပ်ထွေးပြီးတော့ခက်ခဲနေမှာသိထားတာပေါ့နော်ဒါပေမဲ့အဲ့လိုမဖြစ်အောင်ကြိုတင်ပြင်ဆင်လို့ရတယ် regulation နဲ့အဆင့်တချို့ R Studio မှာကြိုတင်ပြီးလုပ်ဆောင်လို့ရတယ်ပေါ့အဓိကကကျွန်တော်တို့ R Studio project မှာဆိုရင် R script တွေ R markdown documents တွေ R function တွေနဲ့ data တွေကိုတနေရာထဲမှာစုပြီးထားလို့ရတယ် R Studio project ရဲ့အားသာတဲ့အချက်တစ်ခုကတော့ project တစ်ခုစီမှာသက်ဆိုင်ရာ directory workplace history source နဲ့ document တွေကိုတိကျစီသိမ်းထားပြရပါပေါ့နော်ဒါကြောင့် project အများပြားကိုတစ်ပြိုင်တည်း run နေရတယ်ဆိုရင်လည်းရှုပ်သွားစရာအကြောင်းမရှိဘူးပေါ့အရင်ဆုံးကျမတို့ R Studio မှာ project အသစ်တစ်ခုလုပ်မယ်ဆိုရင်ဘာလုပ်ရမလဲဆို R Studio အရင်ဖွင့်လိုက်မယ်အခုကျမ screen မှာပြထားသလိုဖွင့်ထားမယ်နောက်တစ်ခုကကျမတို့ project အသစ်တစ်ခုတည်ဆောက်ဖို့ဘာလုပ်လို့ရမလဲဆိုရင်အပေါ်က menu bar ဆိုရင်အပေါ်က file edit code view ဆိုတဲ့အပေါ်ဆုံးက menu bar တွေကနေကျမတို့ဖေးကိုသွားမလဲဆိုရင် file ကိုသွားပါအဲ့ဒီ file တွေကနေဘာကိုယူလို့ရလဲဆိုရင် new project ကိုယူလို့ရတယ်အဲ့ဒါတနည်းအဲ့ဒါကျမတို့ပထမဆုံးတည်ဆောက်လို့ရတယ်နည်းနောက်တစ်ခုကကျမတို့ဘာလုပ်လို့ရသေးလဲဆိုရင် R Studio ရဲ့ top right အပေါ်ဘက်ညာဘက်အချမ်းသားလေးမှာ project button ဆိုတာရှိတယ် project လေးရှိမယ်အဲ့ဒီခုတော့ none ဆိုပြီးပေါ်နေအဲ့ဒီမှာကျမတို့ဘာလို့အဲ့ဒါလေးတစ်ချက်နှိပ်လိုက်ရင်ဘာလေးပေါ်လာမလဲဆိုရင် new project ဆိုတာပေါ်လာဒါဆိုရင်ကို new project ကိုခေါ်လိုက်မယ်ဆိုတော့ project တစ်ခုတည်ဆောက်သွားပြီအဲ့တော့အခုကျမတစ်ခုခေါ်ပြပါမယ် project တစ်ခုခေါ်လိုက်မယ်နောက်တစ်ခုကကျမဒါ new directory ဆိုပြီးခေါ်ထားမယ်ပြီးရင် new project ကိုနှိပ်အဓိကကကျမတို့ဘာလုပ်ရမလဲဆိုရင် project ကိုကျမတို့နာမည်ပေးတော့နာမည်ပေးတဲ့အခါမှာကိုအဆင်ပြေလို့ပေးလို့ရတယ်ကိုဘာ project ကိုလုပ်နေလဲဆိုတာကိုပဲသိမှာပေါ့နော်အဲ့ဒါပေါ့အဆင်ပြေလို့ပေးလို့ရတယ်ဒါပေမဲ့အဓိကကကျမတို့ဒီ project တွေရဲ့နာမည်တစ်ခုနဲ့တစ်ခုမရောအောင်နာမည်ကတခြားတက်ဖို့လိုတယ်R Studio မှာ project တွေရဲ့ file ကိုနာမည်တက်ရင်ကိုလုပ်နေတဲ့ project နဲ့သက်ဆိုင်တဲ့နာမည်ကိုလူရင်းတို့ရှင်းပေးတာပေါ့နော်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဘာလို့ဆိုလို့လဲဆိုတာကိုချက်ချင်းမှတ်မိလို့များမျိုးပေးတာကောင်းတယ်အဓိကကကျမတို့ဘာသတိထားအောင်လဲဆိုရင် file name မှာ space ချမယ်အစား underscore ဒါမှမဟုတ် hyphen ကိုသုံးရမယ်ပေါ့နော်နောက်တစ်ခုက special character တွေကိုသုံးလို့မရဘူးနောက် file ကို file 1 file 2စသဖြင့်နာမည်နဲ့တက်မယ်ဆိုရင်သတိထားဖို့လိုအပ်တယ်အကယ်၍ကိုရဲ့ file ကတစ်ကနေ6ထိပဲရှိရဆိုတော့ပြဿနာမရှိဘူးဒါပေမဲ့6ထပ်ကျော်သွားပြီဆိုရင်ကျမတို့ဘယ်လိုပြီးမှအဆင်ပြေမလဲဆိုရင် file 01 file 02 file 03အဲ့ဒီကနေ file 10စသဖြင့်အဲ့လိုသုံးရတာပို့အဆင်ပြေမှာပေါ့နော်အဲ့ဒါမှတည်းကို file တွေကိုပြန်ထုတ်ချင်တဲ့အခါမှာအစင်လိုက်ရွေးထုတ်လို့ရမှာပေါ့နောက်တစ်ခုအကယ်၍ကိုရဲ့ file name မှာ date တွေပါနေရဆိုရင်ဘယ်လို format နဲ့သွားလဲဆိုရင်ဥပမာ year နှစ်ကအရင်လာမယ်ပြီးရင် month လာမယ် date လာမယ်အဲ့လိုသွားရင်လည်းရတယ်ဒါမှမဟုတ်ရင်လည်းကျမတို့အကြားထဲမှာ hyphen ချပြီးတော့ရေးမရင်တခါတွဲရင်လည်းရတယ်ပေါ့အဲ့လို format တစ်ခုတည်းနဲ့သွားတာအဆင်ပြေဒီလိုပုံစံပဲတော့မဟုတ်ဘူးเนาะကိုအစီအမီတဲ့ပုံနဲ့သွားလို့ရတယ်ဒါပေမဲ့ကိုက format တစ်ခုတည်းသွားရင်နောက်ပိုင်းကိုပြန်ကြည့်တဲ့အခါမှာဟိုအလွယ်တကူပြန်ရှာလို့ရမှာပေါ့နောက်တစ်ခုကကျွန်မခုနပြောသလို file name ကကို့အမှတ်သားနဲ့ကိုကြိုက်သလိုမှတ်လို့ရတယ်။ဒီကတော့ကိုသုံးတဲ့နည်းက consistent ဖြစ်ဖို့လိုတယ် file name တိုင်းမှာ consistent ဖြစ်မှသာနဲ့ကိုရှာတဲ့အခါမှာအလွယ်တကူရှာလို့ရမှာပေါ့နော်။နောက် project တစ်ခုထဲမှာလောက်ရတဲ့ file တွေကများတယ်ဆိုရင်ကိုရက်အလိုက်ပေါ့နော် day by day ဖွဲ့ပြီးတော့ day 1 folder day 2 folder စသဖြင့်ခွဲထားရင်လည်းကိုအတွက်နောက်ပိုင်းအခက်အခဲမရှိပြန်ရှာလို့ရမှာ။အဲ့တော့ကျွန်မအခုဘာလုပ်ပြမလဲဆိုရင် project name တစ်ခုရေးပြမယ်ပေါ့။အဲ့တော့ရေးတဲ့အခါမှာကျွန်မကဆိုကြပါစို့အခုကကျွန်မက R basic ပဲထားပါR basic ကိုကျွန်မလုပ်နေတယ်ဒါကြောင့် R basic လို့ရေးလိုက်တယ်ရေးပြီးတဲ့အခါမှာကျွန်မကဒီ desktop ပေါ်မှာအခုကကျွန်မ Lenovo သုံးထားတယ်ပြီးတော့ desktop ပေါ်မှာ R review ဆိုတဲ့ folder လေးကအဆိုင်နဲ့စောက်ထားပြီးသားဒီဟာမလုပ်ခင်နဲ့စောက်ထားပြီးသားဒါဖြစ်တဲ့အတွက်အခုကျွန်မစောက်လိုက်တဲ့ project ကအဲ့ဒီ folder ထဲဝင်သွားမှာအဲ့တော့ရှိတဲ့ဥစ္စာကိုကျွန်မ browse လုပ်ပြီးနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာအဲ့ဒီ desktop ပေါ်မှာဗာလေးတွေ့မလဲဆို R review ဆိုတာလေးရှိမယ်ကျွန်မအဲ့ဒီထဲကိုထည့်မယ် open နှိပ်လိုက်မယ်ပြီးရင်နောက်ဆုံးဗာလုပ်ရမလဲဆိုအခုလုပ်လိုက်မယ့် project ကဘာနာမည်နဲ့ဝင်သွားမလဲဆို R basic ဆိုတဲ့နာမည်နဲ့ဝင်သွားမယ်အဲ့ဒါပြီးရင် create project နှိပ်လိုက်ဒါဆိုရင်တော့ကျမတို့ဒီစောက်မဲ့ folder အလားဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်တေချာကြည့်မယ်ဆိုရင် user Lenovo desktop R review ထဲမှာ R basic ဆိုတဲ့နာမည်နဲ့ဝင်သွားတယ်ဆိုပြီးပေါ်လာတယ်ပေါ့နော်